မြန်မာစနလာရာသီများထဲမှာတဘူရဲလာဟာလည်းမြန်မာလူမျိုးများရဲ့စီးလုံးညီညွတ်စွာပျော်ရွှင်စွာဆင်နွှဲရတဲ့ထမင်းပွဲလာရာသီလည်းဖြစ်ပါတယ်တဘူရဲလာဟာဘုရားရှင်ကစုံလာပြည့်နေ့မှာဘုရားဖြစ်သူရောက်တော်မူကတဘူရဲလာပြည့်နေ့မှာဘောဝရပါတိမောက်ကိုပထမဆုံးဟောကြားတော်မူသောလလည်းဖြစ်ပါတယ်မြန်မာလူမျိုးတို့ဟာတဘူရဲလာမှာရွရတလိထမင်းထိုးဝများကိုကျင်းပကပျော်ကြရွှင်ကြကုသိုလ်တရားများတိုးပွားစေကအလူရည်ဆက်လက်နဲ့မကွာမြန်မာလူမျိုးတို့ရဲ့ဘာသာတရားကိုင်းဆိုင်မှုနဲ့ရွရယဉ်ကျေးမှုထိမ့်သိမ့်မှုများကိုပေါ်လွင်စေပါတယ်ဒါကြောင့်ရွှေတုံစီတော်ကြီးရဲ့အရေးကိုခိုးလုံရင်းရွရယဉ်ကျေးမှုထိမ့်သိမ့်မှုတည်းအနေနဲ့ရွှေတုံစီတော်ဗန္နာတော်ရင်းဂောဘကအဖွဲ့ကကြီးမှုပြီး18ကြိမ်မြောက်မြမရွရထမင်းထိုးပြိုင်ပွဲနဲ့တဘူရဲလာပြည့်နေ့ဩဝါဒပါတိမောက်အခါတော်နေ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်ရွှေတုံစီတော်18ကြိမ်မြောက်မြမရွရထမင်းထိုးပြိုင်ပွဲကိုတော့2026ခုနှစ်ဇန်နဝါရီလ31ရက်စနေနေ့ညနေ4:00နာရီချိန်မှာရွှေတုံစီတော်အရှိဘက်အောက်ပစ်เสียရှိထမင်းကုန်းကွင်းမှာကျင်းပခဲ့ကြပါတယ်အဲ့ဒီခန္ဓာကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးဝန်ကြီးများဂောဘကအဖွဲ့ဝင်များပညာရှင်များအမတ်ပေးအကဲဖြတ်တိုင်းလူကြီးများစေနာရှင်အလှူရှင်များဂောဘကရုံဝန်ထမ်းများပြိုင်ပွဲဝင်အသင်းများနဲ့ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါတယ်အဲ့နောက်ခန္ဓာကိုနမောတတ3ကြိမ်ရွတ်ဆိုဘုရားကြောကဖွင့်လှစ်ခဲ့ကြပါတယ်ဆက်လက်ပြီးရွှေတုံစီတော်မြမရွရထမင်းတို့ပြိုင်ပွဲနဲ့ထမင်းလှူဒန်းပွဲတော်ကျင်းပရေးဘိုးကော်မတီဥက္ကဋ္ဌဗန္နာတော်ရင်းဂောဘကအဖွဲ့အလှည့်ကျတပါပတိဦးကျော်စေရကအဖွဲ့အမှားစကားပြောကြားပါတယ်အစုကအဖွဲ့ဝင်ဝင်းကြီးများဘုဒ္ဓယေရှိဧည့်သည်တော်ကြီးများဂောဘကအဖွဲ့ဝင်များပညာရှင်များဗုဒ္ဓဝေယဝိသအကျိုးဆောင်အဖွဲ့များဈေးဆိုင်ကန်းအခွန်ထမ်းများကန်ထရိုက်လုပ်ငန်းရှင်များစေနာရှင်အမှုရှင်များအကဲဖြတ်အမှတ်ပေးဒိုင်လူကြီးများတဘောအသင်းများနဲ့ဂောဘကအဖွဲ့ရုံးဝန်ထမ်းများအားလုံးမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်တာအပ်ပါတယ်ယန္တနာ၃ပါးကိုဥထိတ်ထားပြီးဘာသာတရားပေါ်လေးစားကြည်ညိုစိတ်ဖြင့်မိမိတို့ရဲ့ရိုးရာရည်ကျင်းမှုအစဉ်အလာကိုထိမ့်သိမ်းပြီးယာတိလိုက်ပွဲတော်များကိုရိုးရာမပြတ်စိတ်အားထက်သန်စွာကုသိုလ်ယူပါဝင်ဆောင်ရွက်ကြတဲ့ဓမ္မတို့ရဲ့ဘာသာရည်ကျင်းမှုလူမျိုးရည်ကျင်းမှုနဲ့အမျိုးစရိုက်လက္ခဏာများကိုမျိုးဆက်သစ်များကိုလက်ဆင့်ကမ်းသွားကြဖို့လဲလိုအပ်နေလို့ပြေတော်စီတော်ဘာနာတော်တိုင်းဂောဘအဖွဲ့အနေနဲ့လည်းဗုဒ္ဓဘာသာဝင်များရဲ့နေတူးနေမြတ်များမှာဩဝါဒစရိယဆရာတော်ကြီးများရဲ့ဩဝါဒကိုခံယူလျက်ဘာသာရည်ကျင်းမှုလူမျိုးရည်ကျင်းမှုများကိုအစဉ်အလာမပြတ်ရအောင်အစဉ်အမြဲကြိုးစားဆောင်ရွက်ကုသိုလ်ယူလျက်ရှိပါတယ်။ဩဝါဒပါတိမောက်အခါတော်နေ့အခမ်းအနားနဲ့ကာလဒါနအဖြစ်ဓမ္မနယ်ဆွန်းလောင်းလူပွဲကြီးကိုလက်ထံဒိုရဲလာပြည့်နေ့မှာကျွေရိုစီတော်ရင်းမင်းတော်ပေါ်မှာချိတ်တဲမြစီကားတန်းလိုက်စွာပြပသွားမှာလည်းဖြစ်ပါတယ်အဲ့နောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းမြမရွရထမင်းလှူဒန်းပွဲတော်ကျင်းပရေးဘိုးကော်မတီဥက္ကဋ္ဌဗန္နာတော်ရင်းဂောဘကအဖွဲ့အလှည့်ကျတပါပတိဦးကျော်စေရပြိုင်ပွဲကျင်းပရေးဆက်ကော်မတီဥက္ကဋ္ဌဂောဘကအဖွဲ့ဝင်ဦးမင်းလွင်နဲ့ဂောဘကအဖွဲ့ဝင်ဦးထေးလှိုင်တို့ကထမင်းတို့ပြိုင်ပွဲကိုရွှေကျိုးဖဲကျိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်
ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးဝန်ကြီးများဂောဘကအဖွဲ့များနဲ့တာဝန်ရှိသူများကမြန်မာရိုးရာထမင်းတို့ပြိုင်ပွဲမှာပြိုင်ပွဲဝင်အသင်းများရှင်ပြိုင်နေမှုကိုလှည့်လည်ကြည့်ရှုအားပေးကြပါမယ်ထမင်းတို့ပြိုင်ပွဲမှာရွှေတုံးစေတော်ဗုဒ္ဓဝေယဝစ္စအသင်းများအခွန်တန်းများမိဖက်အသင်းများနဲ့ဗန္ဒာတော်ရင်းဂောဘကအဖွဲ့ယုံဌာနများအပါအဝင်ပြိုင်ပွဲဝင်အသင်းပေါင်း36သင်းပါဝင်ရှင်ပြိုင်ကြပါတယ်မြမရေးကျေးမှုထမင်းထိုးဝဲများဟာရိုးရာဓလေ့ကိုထိမ့်သိမ်းထားခြင်းဖြစ်သလိုမြန်မာလူမျိုးများရဲ့စုပေါင်းဆောင်ရွက်တတ်မှုနဲ့စီးလုံးညီညွတ်မှုကိုပေါ်ကျူးနေတဲ့ပွဲတော်လည်းဖြစ်ပါတယ်။ဓမ္မနယ်ပွဲတော်များကိုတဘူရဲလာကောက်ကြီးစပပေါ်ချိန်မှာမြန်မာတို့ကရာကူပွဲတနည်းအားဖြင့်ဓမ္မနယ်အလှပွဲများကိုချိန်ချိန်တည်းကျင်းပကြပါတယ်ဓမ္မနဲ့ထိုးရမှာကောင်းချင်းဆန်ကအဓိကပစ္စည်းဖြစ်ကအုံသည်မြေပဲကျင်းနှမ်းစီနဲ့နှမ်းတို့ကိုတမအောင်မှွေပြီးအထက်ထက်အခါခါတစ်သားရောင်းမကြီးနဲ့နှဲရတော့ကြောင့်ထမနှဲလို့ခေါ်နေရမှထမနှဲဖြစ်ပြောင်းလဲခေါ်လာကြတာပဲဖြစ်ပါတယ်ထမနှဲကိုတယောက်တည်းထိုးလို့မရစုပေါင်းအားဖြစ်တာအားထက်ထိုးကြရပါတယ်ထမနဲ့ထိုးခြင်းဖြင့်တူနဲ့တူစီးလုံးညီညွတ်ခြင်းယင်းနှခင်မင်ခြင်းပြရုပ်တစ်ခုလည်းဖြစ်ပါတယ်ဓမ္မနဲ့ထိုးရမှာတစ်ဖွဲ့လျင်9ဦးထိသတ်မှတ်ပေးထားပြီးချွေးတီးတီးကြကအပြိုင်ဆိုင်ဓမ္မနဲ့ထိုးကြပုံများလာရောက်ကြည့်ရှုသူပြည်သက်များရဲ့အားပေးသံများပြိုင်ဆိုင်အတီးမှုကခုံများနဲ့အားပေးနေမှုများဟာရွှေတုံးစိတော်အရှိပဲရှိထမ်းမင်ကွင်းတစ်ခုလုံးစီကားလိုနေပါတယ်မြမအစိုးရတဘူရဲလထမနေပွဲလို့ဆိုကြပါတယ်ထမနေပွဲကိုတဘူရဲလမှာသာကျင်းပကြပါတယ်ထမနေဟာကောင်းညင်းနဲ့စီမံပြုလုပ်သောမြန်မာတို့ရဲ့ချိုစိတ်မှုတဲ့စားစရာတစ်မျိုးဖြစ်ပါတယ်။ကောင်းညင်းထမင်းကိုကော်များပတ်စာများလုပ်တဲ့ကဲ့သို့ထပ်ပြန်တလဲလဲမှွေကနေရသောကြောင့်ထမနေလို့ဆိုပါတယ်။ထမနေကိုအရက်ဒေသကိုလိုက်ပြီးယာကုလို့လည်းခေါ်ပါတယ်။မြန်မာလိုစံပြုတ်လို့အဓိပ္ပာယ်ရပါတယ်။ကောင်းညင်းအုံသည်မြေပဲကျင်းနှမ်းစီနဲ့နှမ်းနိုင်ထည့်ရသောကြောင့်နှမ်းမနဲ့လို့လည်းခေါ်ကြပါတယ်မြန်မာနိုင်ငံအနှံ့အပြားကျေးလက်တောရွာများအထိဓမ္မနယ်ပွဲများကျင်းပကြပါတယ်ရှေးမြန်မာမင်းများလက်ထက်ကလေးကဓမ္မနယ်ပွဲများကျင်းပပြုလုပ်ခဲ့ရာအစောဆုံးတွေ့ရသောဓမ္မနယ်ပွဲမှာညောင်ရမ်းခေတ်နှောင်းပိုင်းဒုတိယအင်းဝခေတ်မှာကျင်းပပြုလုပ်ခဲ့ကြောင်းစာစုတော်များကတဘူရဲလကုံတို့ကြမာကထွန်စမြဲပေါက်လဲပွင့်တော်စူပန်းကိုမိဘုံယာကုဝဲလို့
ဆက်ဆိုခဲ့ကြပါတယ်ထိုလမှာထမင်းနဲ့ထိုးရခြင်းရဲ့ရွေချက်ကတော့ကောင်းချင်းစံဖြင့်ထိုးရသောကြောင့်ကောင်းချင်းရဲ့သဘောတဘာဝမှာစိတ်ကပ်မှုရှိပြီးအားထက်၍ထိုးရသောကြောင့်ချွေးများနဲ့ပူလောင်လာပြီးအေးချမ်းမှုများပပျောက်ကထိုလရဲ့ယာသည်ဥဒုနဲ့ကိုက်ညီသောကြောင့်ဖြစ်ပါတယ်မြန်မာရွာထမင်းပွဲဟာစီလုံးချင်းရဲ့သင်္ကေတဖြစ်သလိုထိုးသောထမင်းရဲ့အရသာကောင်းခြင်းသည်လည်းစီလုံးညဉ့်ညွတ်ခြင်းရဲ့အောင်မြင်မှုပြရုပ်ဖြစ်ပါတယ်ရွှေလုံးစေးတော်18ကြိမ်မြောက်ကျင်းပပြုလုပ်နေတဲ့ထမင်းတို့ပြိုင်ပွဲကြီးမှာပါဝင်ရှင်ပြိုင်ကြတဲ့အသင်း36သင်းဟာဒူညီဝတ်စုံများနဲ့အဖွဲ့လိုက်အားပေးတံများဖြင့်အနိုင်မခံရှုံးမပေးရှင်ပြိုင်နေကြပုံများဟာကြည်နူးွယ်ဒလိရိုးရမြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်ထမင်းထိုးပွဲမှာအပြိုင်ဆိုင်ထိုးကြတဲ့ပြိုင်ပွဲဝင်အသင်းများဟာမိမိတို့ထမင်းနဲ့နတ်လျင်အိုးကိုချရပါတယ်ပြီးရင်တော့ပကံများမှာထည့်ကအသင်းစောင့်နေတဲ့ကြီးကြပ်ရေးအဖွဲ့များမှအကဲပြတ်ပေးမဲ့ဒိုင်အဖွဲ့များစီကိုပေးပို့ပေးရပါတယ်အများနွေကြသမနဲ့လာတဲ့အခါကြောင်မြောင်အောင်တဲ့အားခဲလို့ပြောမဆုံးပါကျွေးတလုံးလုံးမနာရန်ခဲလာသူတဲ့ငါပြိုင်ကအနိုင်မခံရှုံးမပေးပါတဘူရဲလာသမနဲ့ရာဒီမှာပြိုင်ပွဲဝင်အသင်းများရဲ့ထမင်းပကံများစုံလျင်ပြိုင်ပွဲကျင်းပရေးကော်မတီမှဒိုင်ဖွဲ့များအမှတ်ပေးနိုင်ရန်အခရာနံပါတ်များကိုပကံပြားမှာကတ်ခါတမာတမကြစေရန်အတွက်ထမင်းပကံများကိုနေရာပြောင်းရွှေ့ကလှည့်လည်ထားပြီးမှအကဲပြတ်ဒိုင်များစီပေးပို့စေပါတယ်ဒိုင်ဖွဲ့များကိုလည်းအဖွဲ့6ဖွဲ့ခွဲကထားရှိပါတယ်ဒိုင်ဖွဲ့များဟာထမင်းပကံများကိုစစ်ဆေးအမှတ်ပေးဆုံးဖြတ်ကြရမှာအယောအနှောအပြော့အမာအယောင်အစင်ရင်းနဲ့မှုကြိုင်တင်းပြတ်မှုရရတာကောင်းမှုမှုများစီစစ်ပြီးအမှတ်ပေးကြပါတယ်ဒိုင်ဖွဲ့များကပေးပို့လာတဲ့အမှတ်များကိုကြီးကြပ်သူများကအမှတ်များပေါင်းပြီးစုအဆင့်သတ်မှတ်ပေးကြပါတယ်အဲ့နောက်ညနေမှောင်ရီပြိုးလာတဲ့အချိန်မှာတော့ပြိုင်ပွဲဝင်အသင်းများရင်ခုန်စွာစောင့်မျှော်နေကြတဲ့စုပေးပွဲစုချင်းမြင့်ချင်းအစီအစဉ်ကိုဆောင်ရွက်ခဲ့ပါတယ်။ရက်မှတ်ပေါင်း100စုများကိုတော့နှစ်သိမ့်စုမှစကားပရမစုအထိကြီးညာပေးခဲ့ပါတယ်။ဒီလက်စစ်ပြည်တွေရရှိတဲ့အာသုကျူမဆော်ပေးတဲ့လက်စစ်နဲ့ဒေသဌာနအသင်းကရရှိပါတယ်။နှစ်သိမ့်စု3ရရှိတဲ့အသင်း2သင်းကတော့လက်စစ်နဲ့ရေသန့်ဌာနအသင်းနဲ့တိုင်ရင်ဆေးဆရာများအသင်းတို့ဖြစ်ပါတယ်။စုတသိန်းနဲ့စုငွေကျပ်3သိန်းကိုချီးမြှင့်ခဲ့ပါတယ်။
နှစ်သိန်းစုနှစ်ရရှိတဲ့အသင်းကတော့ဥပဒေရုံးများဆိုင်ရာအသင်းဖြစ်ပါတယ်။စုစိမ့်နဲ့စုငွေကျပ်3သိန်းကိုချီးမြှင့်ခဲ့ပါတယ်။နှစ်သိန်းစု1ရရှိတဲ့အသင်းကတော့ဝတ္တကမြေတာယာရေးဌာနအသင်းဖြစ်ပါတယ်။စုစိမ့်နဲ့စုငွေကျပ်3သိန်းကိုချီးမြှင့်ခဲ့ပါတယ်။ပစ္စမစုရရှိတဲ့အသင်းကတော့စံထက်တန်းမြန်မာမှုအဖွဲ့နဲ့ပြလိုက်ပြကန်းဌာနအသင်းဖြစ်ပါတယ်။စုစိမ့်နဲ့စုငွေကျပ်5သိန်းကိုချီးမြှင့်ခဲ့ပါတယ်။ဇရူရစုရရှိတဲ့အသင်းကတော့အထက်ပစ္စယံအပြည့်လဲအသင်းဖြစ်ပါတယ်။စုစိမ့်နဲ့စုငွေကျပ်6သိန်းကိုချီးမြှင့်ခဲ့ပါတယ်။တတိယစုရရှိတဲ့အသင်းကတော့3သိန်းရရှိပါတယ်။တတိယစုရရှိတဲ့လုပ်ငန်းမျိုးပြဌာနအသင်းကိုစုစိမ့်နဲ့စုငွေကျပ်8သိန်းကိုချီးမြှင့်ခဲ့ပါတယ်။တတိယစုရရှိတဲ့ Fisker အသင်းကိုစုစိမ့်နဲ့စုငွေကျပ်8သိန်းကိုချီးမြှင့်ခဲ့ပါတယ်။တတိယစုရရှိတဲ့လုပ်ငန်းမျိုးပြ Contract အသင်းကိုစုစိမ့်နဲ့စုငွေကျပ်8သိန်းကိုချီးမြှင့်ခဲ့ပါတယ်။104မှတ်နဲ့103မှတ်တစ်မှတ်ပဲတော့ပါတယ်။ကျွန်တော်တို့ကိုအသင်းတွေကကျွန်တော်ကူလာလာလောက်ထားကြပါတယ်။အဲဒီအသင်းမှာပါဝင်တဲ့အသင်းကတော့လုံခြုံပြီးသားခါရတော့ပါပါတယ်။နောက်တစ်ခုကတော့ဝန်ထမ်းတွေရမဟုတ်ဘဲနဲ့ဒါတိုင်းအသင်းတွေကဖြစ်ပါတယ်။သစ္စာမနိုင်သုံးမှတ်အသင်းကတော့လုံခြုံပြီးသားခါရဖြစ်ပါတယ်။ဒုတိယစုရရှိတဲ့အသင်းကတော့လုံခြုံရေးနဲ့မိသက်ဌာနအသင်းဖြစ်ပါတယ်။စုစိမ့်နဲ့စုငွေကျပ်9သိန်းကိုချီးမြှင့်ခဲ့ပါတယ်။ပထမစုရရှိတဲ့အသင်းကတော့တစ္ဆာမန်နိုင်စေနာရှင်စွန်းတော်ကအသင်းဖြစ်ပါတယ်။စုစိမ့်နဲ့စုငွေကျပ်12သိန်းကိုချီးမြှင့်ခဲ့ပါတယ်။ပြန်ပွဲဝင်အသင်းများကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းချီးမြှင့်ပေးရသောဂုဏ်ပြုစုငွေ3သိန်းလျင်ကျပ်3သိန်းစီအပိုထပ်လောင်းချီးမြှင့်ခဲ့ပါတယ်။အဲဒီနောက်ရွှေတုံးစီတော်ဗန္ဒာရင်းဂောဘကဘွဲကကြီးမှုကျင်းပသော18ကြိမ်မြောက်ထမင်းတို့ပြိုင်ပွဲကြီးကိုဗုဒ္ဓတာသနံစိတံတေထထု3ကြိမ်ရွတ်ဆိုကအခမ်းအနားကိုပိတ်သိမ်းခဲ့ပါတယ်ရွှေတုံးစီလိုမြတ်ကြီးကိုအာယုံတက်ချိန်မှာတပ်ပဲကြီးညိုစွာဖူးမြော်ရပါတယ်2026ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဟာတဘိုးရဲလာပြည့်နေ့ဖြစ်ပါတယ်တဘိုးရဲလာပြည့်နေ့ဟာဗုဒ္ဓဘုရားရှင်လက်ထက်ပထမဆုံးတန်ခါအစည်းအဝေးကျင်းပပြီးဂဝရပါတိမောက်တရားတော်ဟောကြားတော်မူတဲ့နေ့ဖြစ်ပါတယ်ရွှေတုံးစီတော်ဗန္ဒာတော်ရင်းဂောဘကအဖွဲ့ဟာဂဝရပါတိမောက်အခါတော်နေ့အခမ်းအနားကိုတဘိုးရဲလာပြည့်မနေ့9နာရီမှာရွှေတကုံရင်မြင်တောင်ဘက်ဧကန်ဆောင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီခမ်းနားကိုတော့ဗန္ဒာတော်ရင်းဂောဘကအဖွဲ့ဝင်လူကြီးများဗုဒ္ဓဝေယဝစ္စအသင်းများနဲ့ဝန်ထမ်းများတက်ရောက်ကဖျားရှင်အားရည်မှန်းပြီးထမင်းစွန်းတော်ကြီးနဲ့စွန်းပန်းရေချမ်းတစ်သီးစီမီများဆက်ကပ်လှူဒန်းပူဇော်ခဲ့ကြပါတယ်
ဆက်လက်ပြီးစိန်ရောင်ကြီးဖျားပင်ကားတာဖြင့်ဖျားရှင်ကိုပင့်လျှောက်ထားခြင်းနတ်မြမာများကိုဖိတ်ကြားခြင်းရွှေတုံဖျားရှိခိုးကာရတော်ဖြင့်ရှိခိုးပူဇော်ခြင်းဩဝါဒပါတိမောက်ပါဠိတော်ကိုစုပေါင်းရွတ်ဆိုပူဇော်ခြင်းစုတောင်းအမျှဝေတာရုခေါ်ဆိုခြင်းစတဲ့အစီအစဉ်များဖြင့်ကျင့်ပပြုလုပ်ခဲ့ကြပါတယ်သူတော်ဘာကိုမစွတ်ဆွဲမပြေမာယာဒီတံဘုရားပါရမီဘုရားတော်စိတ်၌လွန်စွာအာထုရာဤဤဒီကဘုရားရှင်တို့ဤအဆုံးမတော်မူ၏သာဓုသာဓုသာဓုအဲ့နောက်ရွှေတုံစီတော်ဩဝါဒစရိယဆရာတော်ကြီးများနဲ့ပင့်တန်ဃာတော်များအားရွှေတုံစီတော်ရှိရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတစ်စောင်းမှာဂောပကအဖွဲ့ဝင်လူကြီးများကအာယုံစွန်းဆက်ကပ်လှူဒန်းကြပါတယ်ဆက်လက်ပြီးထမင်းစွန်းတော်ကြီးလောင်းလူဘဲကိုကျင်းပရာပင့်ဖိတ်ထားသောဩဝါဒစရိယဆရာတော်ကြီးများနဲ့ပင့်တန်က64ပါးတို့အားဗန္ဒတော်ရင်းဂောပကအဖွဲ့ဝင်လူကြီးများဗုဒ္ဓဝေယဝစ္စအသင်းများဝန်ထမ်းများနဲ့အလှူရှင်များကထမင်းစွန်းနဲ့လှူပဲဝတ္ထုပစ္စည်းများလှူဒန်းကြပါတယ်တဘူရဲလာပြည့်နေ့ဟာသာသနာသမိုင်းမှာထူးခြားတဲ့နေ့ဖြစ်ပါတယ်မြန်မာတက္ကရာ103ခုနှစ်တဘူရဲလာပြည့်နေ့မှာရာဇဂိုပြည်ဝေလူဝန်ကျောင်းမှာမြတ်ဗုဒ္ဓကယန္တာပေါင်း1250တက်ရောက်တဲ့ပထမဆုံးတန်ခါအစည်းအဝေးကျင်းပပြီးဩဝါဒပါတိမောက်တရားတော်ကိုဟောကြားတော်မူပါတယ်ဝင်တော်မူပြီးကုန်သောဘုရားရှင်တို့ရဲ့ဩဝါဒပါတိမောက်တရားတော်ဟာတဘူရဲလာပြည့်နေ့နဲ့ကြုံကြိုက်ခြင်းအေဟိဘိက္ခုယဟန်တိတာဖြစ်ခြင်းယဟန္တာဖြစ်ခြင်းမြည်သူမြ
မပိမ့်ဖိတ်ပဲစုဝေးမိခြင်းအစရှိတဲ့အင်္ဂါ၄ချက်နဲ့ပြည့်စုံမှုရခြင်းဖြစ်ပါတယ်အဲဒီနောက်သာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကတိ1389ခုနှစ်ခရစ်နှစ်2026ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တနင်္ဂနွေနေ့မှာ18ကြိမ်မြောက်မြန်မာရိုးရာထမင်းထိုးပွဲနဲ့လူတန်းပွဲရည်စက်ချအနုမောဒနာအခမ်းအနားကိုဇေယျတော်ရင်မြင်မြောက်ဘက်ရှိချမ်းသာကြီးတစ်စောင်းမှာဆက်လက်ကျင်းပခဲ့ကြပါတယ်အဲ့ဒီခန္ဓာမှာရွှေလုံးစီတို့ဗန္နာတော်ရင်းဂောဘကအဖွဲ့ရဲ့ဩရာစရိယဧကမာတတမဇောတိကရဇာဧကမာကန္နဝါစကပန္တိတာဒိပိတကဒရာဝိနယဗဒ္ဒနာနာဂိတရွှေပြည်သာပရိယတိစာတင်လိုက်ဆရာတော်ဘုရားကြီးထံမှာနဝင်ကတိလခံယူစောင့်တည်ကြပါလေဆက်လက်ပြီးဘွဲတော်ချင်းမကြီးဘိုးကော်မတီဥက္ကဋ္ဌဗန္နာတော်ရင်းဂောဘကအဖွဲ့အလှည့်ကျတပါပတိဦးတောင်းစိန်ဦးကဇေယမင်္ဂလာအနုမောဒနာစာတမ်းတော်ကိုရှောက်ထားပါတယ်။သိရပါတော့တော်ဗရမသဘာအလာဒီဆရာတော်ရှင်ကြီးတို့ဗျာ။မြမရိုးရာဓမ္မတဲ့လူတော်ဖွဲ့ပြပတဲ့ကြပြီးရှင်းစင်လာလို့တောင်းပြီး26ရက်တလား2026ရက်မှာစပြီးအကျိုးဓမ္မနဲ့ထိုးပါကျေလိုစီတော်တို့ဆရာဦးလာရောက်တာလူများဓမ္မနဲ့တောင်းပြီးမှာပြီးရင်30ရက်တလား2026ရက်နေ့မှာဘောကအဖွဲ့ကိုဝန်ထမ်းများဘုရားဝေယဝသအကျဉ်းဖွဲ့များဒေသရောက်ကြသူများတန်ត្រာများပြပအဖွဲ့အစည်းများပါဝင်စုစုပေါင်းကျန်တော်ရဲ့36ခုမှာစုပေါင်းတဲ့နယ်ဘုရားရဲ့ပြပအဖွဲ့အစည်းများကိုဆောင်ရွက်ခဲ့ပါသည်။သာမာတော်64ပါးတို့ဟာတမန်နဲ့ဖြင့်သောတော်ကြီးတော်မြတ်သောမာသံဃိကဒါနပြုလို့ဒီရဲ့အတွက်တမန်နဲ့ဉာဏ်ပွဲမတိုင်သာရမှာတူဒီရဲ့လူရှင်များကိုလို့တော်ပေးကြခြင်းဒီလိုများသောခြင်းစသည်ပုဗ္ဗဒေသနာရေးခံပြီးလူရှင်များစူးစမ်းပြီးရှင်များကိုတူဒီ၍သမဏေဘုရားယံဒီမှန်လို့ပြောခြင်းသမဏေတို့ကြံပွဲပြပပြုလို့ရှင်သာတော့မုံစစေတနာသက်သာစွာဖြင့်အဝိဒ္ဓအားဖြင့်ဥပါပြီးပြုလုပ်ခဲ့ပြီးတော့ပြုကောင်းမှုတို့ကိုညပေးလို့ခြင်းပြီးတော့သတ္တရစေတနာတို့ကြာကိုရည်ရှိ၍ဒါစိတ်များကိုပြုကျေစွာထားရှိပြီးကာယအားဉာဏ်အားလို့ဖြင့်သူ့ပဲကျေရွေးတာခြင်းဖြစ်ပါသည်ရှင်မြတ်စွာဒီနေ့နဲ့အာယုကချိန်တွင်မြတ်စွာဘုရားရှင်အားယူမှန်း၍ခြေလုံးစီတော်ရဲ့ဒီကိုသမဏေတော်တော်နှင့်ပိုင်းရည်ချမ်းသိသိရှိများတက္ကလူသားခြင်းဘုရားဘုရားဝရမမြတ်စွာဘုရားဩဝါဒပါဠိတော်ဒေသနာတော်ဟောကြားတော်မူသောနေ့ဖြစ်ခြင်းကြောင့်ဩဝါဒပါဠိတော်ဒေသနာတော်များကိုရွတ်ဆိုပူဇော်ခြင်းဓမ္မဘုရားသံဃာတော်64ပါးတို့ဟာသမဏေတော်နောင်မှုခြင်းသံဃာဘုရားတို့ကိုလည်းဆောင်ရွက်ကြရဖြစ်ပါသည်ဗျာဒီတော်များပုဗ္ဗဒေသနာမုံသဒေသနာအပရဒေသနာတို့ကြာတို့ကိုရည်ပြီးရဲ့ဒီကံတော်ဖြစ်သောဘုရားဘုရားဓမ္မဘုရားသံဃာဘုရားအပြာပါတို့
ကြောင်းဆောင်းပါအောင်ဖြစ်ပါဒီကြောင်းကြီးကုသိုလ်ကောင်းလို့ဆုလို့ပဲတည့်ရောတော်မြတ်ဝါဒတရားကြီးမြင့်ပြီးတော့ဒီပါရဆက်ကားရင်ပြီးတော့ဒီရမင်္ဂလာမောဒနာစာရပါဘူးဒီလိုမျိုးပါတရားတော်သံဃာတော်ရှိနေတယ်သာဓုသာဓုသာဓုအဲဒီနောက်ဘဝရစရိယဆရာတော်ကြီးများနဲ့ပင့်သံဃာတော်များရုပ်ပွားတရေစေချင်းမြင့်တော်မူတဲ့ပရိတ်တရားတော်များကိုနာယူပြီးဂောဘကဖွဲ့ဝင်လူကြီးများနဲ့လူရှင်များကလှူဝဲဝတ္ထုပစ္စည်းများဆက်ကပ်လှူဒန်းကြပါတယ်ဆက်လက်ပြီးရွှေတုံးစီတော်ဗန္ဒတော်ရင်းဂောဘကဖွဲ့ရဲ့ဩဝါဒစရိယတိပိတကရွေးချယ်ရေးဩဝါဒစရိယနိုင်ငံတော်ဗဟိုတန်ခဝန်ဆောင်အေကမာပန္တိတာအေကမာကန္နဝါစကပန္တိတာအေကမာတတ္တမဇောတိကတသသသအဓမ္မစရိယဝရဏတကာပါဠိပါရဂူဇေရိယင်္ဂနာပဝရသိရီမဟာဓမ္မဂုရုပါဠိတက္ကသိုလ်ညောင်လုံးကျောင်းလိုက်ဗဒနာနာယကဗဒနာနာရတာဘိဝန္တလှယေနာဆရာတော်ဘုရားကြီးထံမှလူရမှုအစုစုတို့အတွက်ရေးဆက်သွန်းချအမျှပေးဝေကြပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့ကြပါတယ်ဘုရားဘာသာဝင်သူတော်စင်အပေါင်းတို့ခင်ဗျာတဘိုးရဲလာပြည့်နေ့ဟာဘဝရပါတိမောက်ခါတော်နေ့ဖြစ်သလိုမြန်မာလူမျိုးတို့ရဲ့ရိုးရာထမနဲ့ထိုးပွဲထမနဲ့လှူဒန်းပွဲများရဲ့လရာသီလေးဖြစ်ပါတယ်ဘဝရပါတိမောက်တရားတော်ဟာဘုရားရှင်ရဲ့အဆုံးအမတရားတော်ဖြစ်ပြီးထမနဲ့ထိုးရမှာတယောက်အားနဲ့မရစုပေါင်းအားဖြစ်တာထိုးကြရပါတယ်ဘဝရပါတိမောက်တရားတော်ဟာဗုဒ္ဓဘာသာဝင်တို့အတွက်အဖို့မဖြတ်နိုင်တဲ့နိဗ္ဗာန်ရောက်ရလမ်းကြောင်းနဲ့ဖြစ်ပါတယ်။ဓမ္မတထိုးရမှာတုံးနဲ့တူအပေယူမျှတစွာတယောက်အားနဲ့မရစီလုံးညညမှုဟာအရေးကြီးလာပါတယ်။ဒါကြောင့်ရွှေတုံဗန္ဒတော်ရင်းဂောဘကဖွဲ့ကကြီးမှုကျင်းပတဲ့18ကြိမ်မြောက်ဩဝါဒပါဠိမောက်ခါတော်နေ့ရဲ့မြမရိုးရာဓမ္မနဲ့ထိုးပြိုင်ပွဲဓမ္မနဲ့လှူဒန်းပွဲဟာမြမလူမျိုးများအတွက်အဖို့မဖြတ်နိုင်တဲ့ဖះရှင်ရဲ့နိဗ္ဗာန်ရောက်ကြောင်းအဆုံးအမကိုလိုက်နာရန်အရေးကြီးဆုံးနဲ့စီလုံးညီညွတ်မှုဟာအရေးကြီးဆုံးပြဆိုတဲ့ပွဲတော်ကြီးဖြစ်ပါကြောင်းဆန္ဒရသည့်ပွဲတော်များအနက်မှတဘိုးရဲလာပြည့်နေပွဲတော်အကြောင်းကိုစီစဉ်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ